ပြပျော်ပြီလေလို့ဟိုင်းမင်္ဂလာမောအိုင်လာဘိုင်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 အဲ့စိတ်ကမကောင်းတော့ဘူးမပြောတော့တာcontrol မိတာပဲမပြောတော့ဘူးအရင်ပြောပြီးတွေ့ရတော့မှဆိုတော့နော်အနေတော့拜拜拜拜。အလို့အကြောင်းပြချက်နဲ့မှငွေထပ်ပေးရမလို့ပါ